အားလုံးမင်္ဂလာပါခင်ဗျအရှိတဲ့ဘက်မှာဖြစ်ပွားနေတဲ့အီရန်နဲ့အစ္စရေးအမေရိကန်စစ်ပွဲပြင်းထန်နေခြင်းကြောင့်မလို့ကျွန်တော်ချက်ချင်းသတင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျအခုလက်ရှိအီရန်ကအစ္စရေးရဲ့မြို့တော်တွေဖြစ်တဲ့ဂျေရုဆလင်တေဗစ်နောက်တစ်ခုကျွန်တော်တို့ဟိုင်ဘာနောက်တစ်ခုကျွန်တော်တို့ဘေရှီယာဒီလိုမြို့ကြီးတွေကိုအဓိကပြစ်မှတ်ထားပြီးတော့အတန်ထက်မြန်တဲ့ hypersonic အမြန်မစ်ဆိုင်းတွေကိုပစ်လွတ်ပြီးတော့တိုက်ခိုက်လာတာတွေ့ရတယ်ဒီကြီးမားတဲ့မစ်ဆိုင်းကြီးတွေကဒီဂျေရုဆလင်မှာရှိတဲ့အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုထိုးဖောက်ပြီးတော့တိုက်ရိုက်ပြစ်မှတ်စီဖြစ်တဲ့ကျွန်တော်တို့ဂျေရုဆလင်မှာရှိတဲ့အစ္စရေးစစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းကိုထက်ထိမှန်ခဲ့ကြောင်းဒါဂျေရုဆလင်ရဲ့အခြေစိုက်သတင်းတွေကဖော်ပြထားတာတွေ့ရတယ်ဒီရုပ်သံတွေလည်းတက်လာတယ်ဒါလေးတွေကိုမြင်တွေ့ရပါတယ်မစ်ဆိုင်းကဒီhypersonic အမြန်မစ်ဆိုင်းရချက်ချင်းဆိုပဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်အများကြီးကိုထိုးဖောက်ပြီးဝင်ရောက်ပြီးတော့ပြစ်မှတ်စီကိုတက်ထိမှန်ခဲ့ခြင်းရုပ်သံဗီဒီယိုတွေဒါဂျေရုဆလင်မှာရှိတဲ့အရသာပြည်သူတွေရိုက်ထားတဲ့ရုပ်သံဗီဒီယိုတွေကိုမြင်တွေ့ရတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးသိသေးခြင်းလို့ share ပေးခြင်းဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ ဟိုင်ဘာမှာဆိုလဲဓာတ်ရိုက်ပဲအတန်ထက်မြန်တဲ့ hypersonic ဒုံးကြီးပါဟိုင်ဘာမှာရှိတဲ့ဒီအစီအာဏာပိုင်အဖွဲ့အစည်းရဲ့ရုံးချုပ်ကိုတက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်ထိမှန်ခဲ့တယ်ဆိုပြီးတော့ရုပ်သံတွေတက်လာတယ်ဒါလည်းအားလုံးမြင်တွေ့အောင်ကျွန်တော်ထည့်ပေးလိုက်တယ်ဒါအခုလက်ရှိဖြစ်ပွားနေတဲ့အခြေအနေဖြစ်တယ်နော်ကျွန်တော်အခုည10ဒီစားဖို့အတွက်ထားကြည့်လိုက်တဲ့အချိန်မှာသတင်းကဘလူပြန်ပြီးတက်လာတွေ့ရတယ်เนาะဒီအီရန်ကမစ်ဆိုင်းတွေဆက်လက်ပြီးတော့ပစ်ခတ်တိုက်ခိုက်နေတာအစ္စရေးကလက်လုံးမှာဒီချောင်းရံကာကွယ်ရေးစနစ်တွေကအလွယ်လွယ်အချော်ချော်ကြီးဖြစ်နေတယ်ဆိုပြီးတော့ဒါအစ္စရေးရဲ့အခြေတိုက်သတင်းတွေကဖော်ပြလာတယ်ရုပ်သံတွေထွက်လာလို့ကျွန်တော်အားလုံးကိုသိသိချင်းလို့ share ပေးခြင်းဖြစ်တယ်ဗျဘေရှီယာမှာလည်းအလားတူပဲဘေရှီယာမှာလည်းဒီကြီးမားတဲ့မစ်ဆိုင်းကြီးကြာတာဒီ hypersonic အမြန်ဒုံးကြီးကြာတော်တော်လေးကိုပေါက်ပွဲတယ်ကြာပါလိမ့်တစ်ချက်နားထောင်ကြည့်ပေါက်ပွဲတယ်ကိုကြာပါလိမ့်ဒါကဘေရှီယာမှာအသေးအပြောက်တွေများတယ်ဗျအသေးအပြောက်တွေများတယ်ညာလုံးရင်းမဲ့အကုန်အစ္စရေးမှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းလှုပ်ရှုပ်နေတာကိုတွေ့ရတယ်နောက်ထပ်အကြီးမားဆုံးကတော့တေဗစ်မြို့ကြီးတယ်တေဗစ်မြို့ကြီးတဲ့ကိုလေအတန်ထက်မြန်တဲ့ hypersonic drone ကြီးတိုက်ရကြာတယ်ဒါကတေဗစ်မြို့မှာရှိတဲ့အစ္စရေးရဲ့ဌာနဆိုင်ရာရုံးကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ကြောင်းဒါအီရန်ရဲ့အာဏာပိုင်အဖွဲ့အစည်းကထုတ်ပြန်ထားတာတွေ့ရတယ်လက်ရှိအနေအထားမှာအစ္စရေးအာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့အသေးပြောက်စရင်းတွေပစ္စည်းဆုံးရှုံးမှုတန်ကြီးတွေထုတ်ပြန်ထားခြင်းမရှိသေးဘူးဗျလက်တလုံးမှာခေါင်းတို့ဒီပေါက်ကွဲနေတဲ့နေရာတွေကိုအများလုံးမီးငိမ့်တက်အောင်လို့ရနောက်ပြီးကျွန်တော်တခြားအိမ်တွေမကူအောင်လို့ရဒီအစ္စရေးအာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့ဝိုင်းပြီးတော့ငိမ့်တက်နေတာကိုတွေ့ရတယ်လက်တလုံးမှာအစ္စရေးအခြေစိုက်တင်ထားတာဆိုတော့ဒီအီရန်ကပြစ်လွတ်လိုက်တဲ့ hypersonic အမြန် drone ကြီးတွေကိုအစ္စရေးဒီလေကြောင်းကာကွယ်ရေးစနစ်ကဘယ်လိုမှမတားဆီးနိုင်တဲ့အတွက်ကြောင့်တော်တော်လေးတော့ line ပေါ်မှာကြရက်ထားနေတာတွေ့ရတယ်ဗျအခုလက်ရှိ line ပေါ်မှာကြရက်ထားနေတာစူပူအောင်ကျွမ်းမှုတွေဖြစ်ပွားနေတာတွေ့ရတယ်ဒါဒီညလည်းမအေးရဘူးပေါ့နော်နေ့လည်းမအေးရအဲ့လိုပုံစံတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းရင်းတွေကိုရေးသားပြီးတော့ပြောကြားနေတာတွေတွေ့ရတယ်လက်တလုံးမှာတော့အစီအာဏာပိုင်အဖွဲ့အစည်းတော်တော်အလုံးရှုံနေတယ်ကျွန်တော်တို့သိရတဲ့လောက်ကတော့ဒီမှာအသေးပြောင်းတွေများတယ်ပြီးတော့ပစ္စည်းဆုံးရှုံးမှုတန်ကြီးတွေများတယ်ဆိုပြီးတော့ပြောကြားထားတာတွေ့ရတယ်ဒါကအစီအခြေစိုက်သတင်းဌာနတွေကဖော်ပြချက်တွေကိုကျွန်တော်အားလုံးကိုသိသိချင်းလို့ share ပေးခြင်းဖြစ်တယ်လက်တလုံးမှာအီရန်ရဲ့ဒီမစ်ဆိုင်းတွေအီရန်ရဲ့မစ်ဆိုင်းတွေကအစ္စရေးရဲ့မြို့တော်တွေကိုစတက် attacking လုပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေကြောင်းအီရန်အာဏာပိုင်အဖွဲ့အစည်းကထုတ်ပြန်ထားတယ်ခင်ဗျာနောက်ထပ်တနေရာဖြစ်တဲ့ကျွန်တော်တို့အီရတ်မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကြီးကိုပြစ်မှတ်ထားပြီးတော့အီရန်ကပဲထိန်တုံးကြီးဒီ hypersonic အမြန်တုံးကြီးပဲပြစ်ခတ်တိုက်ခိုက်ပါတယ်တော်တော်လေးတော့ကြောက်စရာကောင်းတယ်အီရတ်မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကြီးတက်ထိမှန်ပြီးတော့ပေါက်ပွဲသွားတာကိုတွေ့ရတယ်ဒါကိုလည်းဒါအီရတ်အခြေစိုက်သတင်းဌာနတကူကဖော်ပြထားတဲ့ရုပ်သံလေးအားလုံးကိုမြင်တွေ့အောင်ကျွန်တော်ထည့်ပေးထားတယ်တော်တော်ကြောက်စရာကောင်းပြစ်ချက်ကြီးလေးအီရန်ကတော့ဆက်လက်ပြီးတော့တိုက်ခိုက်နေတာတွေ့ရတယ်ဗျအဲ့တော့မနေ့မှာသတင်းတွေအကုန်လုံးတက်ပါလိမ့်မယ်ကျွန်တော်ရာသလောက်ဒါအခုလက်ရှိဖြစ်နေတာလေးကိုအားလုံးသိစေချင်လို့ share ပေးခြင်းဖြစ်တယ်ကျွန်တော်ဆယ်ရီစားလို့မဲ့အချိန်မှာသတင်းတစ်ဖြတ်ကျွန်တော်အားလုံးကိုသိစေချင်တဲ့စိတ်နဲ့ပါ share လိုက်ခြင်းဖြစ်ပါတယ်အီရန်က attacking အစ္စရေးပုံမှာဆက်လက်ပြီး PR ပေးပြီးတိုက်ခိုက်လာတာကိုတွေ့ရတယ်ထပ်ပြီးတော့ missile တွေနော်ဒီအတန်ထက်မြန်တဲ့ missile တွေဖြစ်ခတ်နေကြောင်းလည်းအီရန်အာဏာပိုင်အဖွဲ့အစည်းကပြောကြားထားတာတွေ့ရတယ်ဗျအဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဆက်ကြည့်ကြအောင်နော်ကျွန်တော်တို့အခုလက်ရှိထူးခြားတာလေးဖြစ်တဲ့ဒီသတင်းလေးကိုအားလုံးသိစေချင်လို့ကျွန်တော် share ပေးခြင်းဖြစ်တယ်ဗျအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါတယ်